အလူမီနီယံနဲ့ပတ်သက်တဲ့အကြောင်းပြောပြမယ်နော်။များသောအားဖြင့် acid ကိုက်တဲ့အလုပ်မှာဆိုလို့ရှိရင်အခုကျမတို့ရှိမှလောက်တာအများသောအားဖြင့်ရင်ထိုးတွေလောက်တာပေါ့နော်။အဓိကအနုစိတ်ရင်ထိုးကကြတော့ acid ကိုက်တဲ့အလုပ်မှာအနုအစိတ်ဆုံးအလုပ်ပေါ့နော်။အနုစိတ်ဆုံးလို့ဒါပေမဲ့အဲ့ဒီဥစ္စာတွေကိုမှတခါစက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့နံပါတ်ပြားတွေလောက်တယ်နော်။စတီးနဲ့လောက်လို့ရတယ်လို့အလူမီနီယံနဲ့လည်းလောက်လို့ရတယ်။စတီးနဲ့လောက်တာကြတော့လိုမျိုးစက်ပစ္စည်းကြီးတွေခက်ခိုင်အကြီးတွေဝိတ်ကြီးရဟာမျိုးတွေနဲ့တင်တော့တာပေါ့နော်အလူမီနီယံကကြတော့တယုံစက်တွေလောက်မှာတုံးနေပြီးတော့စက်သေးတွေနဲ့ရေးတွက်များလောက်စက်တွေမှာတုံးတာပေါ့နော်အစစ်ကိုက်တဲ့အလုံးမှာဆိုလို့ရှိရင်စတီးကိုအစစ်ကိုက်တဲ့ခါကြလို့ရှိရင်အလူမီနီယံထပ်ပို့ပြီးတော့အလုပ်လုပ်ရတယ်လို့ကတက်တာတယ်ဆိုတာကဘယ်လိုလဲဆိုတော့စတီးကကြတော့အရင်စတီးနဲ့သူ့ရဲ့ acid တွေကအရင်ပြင်းထန်မနေတဲ့အခါကျတော့ဒီစတီးပြားပေါ်မှာကိုက်တဲ့ခါကြလို့ရှိရင်တိတ်ပြီးတော့လူမပင်ပန်းဘူးဒါပေမဲ့အလူမီနီယံပြားပေါ်မှာကိုက်တဲ့ခါကြလို့ရှိရင်ဒီအလူမီနီယံပြားကိုကိုက်တဲ့ acid စေရင်နဲ့အလူမီနီယံနဲ့တက်ပြူတာတအားမြန်တယ်နော်အလူမီနီယံကကြတော့အသားပြော့တဲ့သဘောရှိတာပေါ့နော်အဲ့ခါကျတော့အရင်တက်ပြူတာတအားမြန်တဲ့ခါကျတော့အလူမီနီယံကို acid